ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက်မိဘဆရာတွေမဖြစ်မနေလှုပ်ဆောင်တဲ့အဓိကရှက်များတကယ်အကျိုးများစေလို့အဆုံးထိကြည့်ပေးဖို့နံပါတ်1အချက်ကိုတန်ဖိုးထတတ်ဖို့ကလေးတွေရဲ့သဘောဟာတစုံတစ်ယောက်ကသူတို့ကိုကဲ့ရဲ့တဲ့အခါမှာအားနည်းချက်တွေကိုလှောင်ပြောင်ခံရတဲ့အခါသူ့ကိုယ်သူတိမ်ငယ်သွားတတ်ကြပါတယ်ဥပမာအဖြစ်မင်းတော်အားတာပဲဒါလေးတော့မရဘူးလားငါတုံးစသဖြင့်ပြောခံရတဲ့အခါမျိုးပါပေါ့ကလေးတယောက်ရဲ့တန်ဖိုးဟာသူဘလောက်တော်လဲဘလောက်ထူးချွန်လဲဆိုတာထက်ပို့ပြီးတော့အရေးကြီးပါတယ်ကလေးတိုင်းဟာသူ့အတိုင်းအတာနဲ့သူထူးခြားတဲ့သူတွေဖြစ်တယ်ဆိုတဲ့အတွေးခေါ်ကိုကျွန်တော်တို့မိဘဆရာတွေကနေပြီးတော့မြေတောင်မြောက်ပေးရမှာဖြစ်ပါတယ်ဒါမှသာသူတို့ကိုယ်သူတို့တန်ဖိုးထားတက်လာမှာဖြစ်ပါတယ်နံပါတ်2အချက်သူများရဲ့အမြင်ကိုပုံသေးမမှတ်ဖို့လက်တွေ့ဘဝမှာလူတွေဟာတယောက်ကိုတယောက်ဝေဖန်အပြစ်တင်ကြတဲ့သဘောရှိပါတယ်ကလေးတွေကိုသူများတွေရဲ့အကောင်းအဆိုးပြောဆိုမှုတွေဟာကိုယ်တန်ဖိုးကိုတကယ်ဆုံးဖြတ်ပေးတာမဟုတ်ဘူးဆိုတဲ့အသည့်ကိုရိုက်သွင်းပေးဖို့တကယ်ကိုအရေးကြီးပါတယ်သူများတွေရဲ့ပြောဆိုဆက်ဆံမှုတွေကိုစိတ်ထဲမှာလက်ခံမထားဘဲသူတို့ရဲ့စိတ်ဓာတ်ကိုခိုင်မာအောင်တိဆောက်ပေးဖို့အထူးလိုအပ်ပါတယ်ရှင်းရှင်းမေတ္တာရဲ့စွမ်းအားမိဘတွေဆရာတွေရဲ့အရှင်းနဲ့နှွေးထွေးတဲ့အားပေးမှုဂရုစိုက်မှုတွေဟာကလေးတွေအတွက်အတော်လေးကိုအရေးပါပါတယ်အရာရာတိုင်းထက်ရှင်းရှင်းမေတ္တာကအခိုင်မာဆုံးစွမ်းအားတစ်ခုဖြစ်တယ်ဆိုတာကိုမိဘတိုင်းသိရှိထားဖို့လိုပါတယ်မိဘတိုင်းဟာမိမိတို့သားသမီးတွေကိုအချိန်ပေးဂရုစိုက်ဖို့အားပေးဖို့သူတို့ရဲ့ဖြတ်သန်းမှုကိုနားထောင်ပေးဖို့လိုအပ်ပါတယ်နံပါတ်4အချက်အပြစ်တင်တာကိုလျှော့ချပါအားပေးတာကိုပို့လုပ်ပါကလေးတွေကိုအမြဲတမ်းရွှင်ချက်တွေနဲ့အားနည်းချက်တွေအတွက်ဝေဖန်နေမဲ့အစားသူတို့လုံနိုင်တဲ့အရာတွေကိုရှိကျူးပြီးတော့အားပေးရမှာဖြစ်ပါတယ်ကလေးတွေစိတ်အားတက်လာအောင်လှုပ်ပေးခြင်းကသူတို့ရဲ့ယုံကြည်မှုကိုမြင့်တင်ပေးနိုင်ပါတယ်နံပါတ်5အချက်တခြားသူတွေနဲ့နှိုင်းယှဉ်တာကိုရှောင်ပါကလေးတွေကိုအရှင်းရှင်းပြိုင်နှိုင်းယှဉ်တာကသူတို့ရဲ့ကိုတန်ဖိုးထားစိတ်ကိုထိခိုက်စေပါတယ်ကလေးတိုင်းဟာသူ့ရဲ့အရည်ရှင်းတဲ့သူ့ရဲ့လမ်းကြောင်းအတိုင်းဖွံ့ဖြိုးတိုးတက်နေတာကိုနားလည်ပြီးတော့ကလေးတို့ဦးချင်းစီရဲ့ထူးခြားမှုကိုအတိမတ်ပြုရမှာဖြစ်ပါတယ်တချို့သောမိဘတွေဟာဘသူကတော့ဘလောက်တော်နေတာနင်းနဲ့အကွာကြီးနင်းကအကျက်အဲ့လိုမျိုးစကားလုံးမျိုးတွေကိုရှောင်တက်မှာကလေးတွေကိုစိတ်ရှလက်ရှခံစား권ပေးလိုက်ပါကလေးတွေဟာသူတို့ဘာသာသူတို့တန်ဖိုးရှိတယ်လို့ခံစားရတဲ့ပတ်ဝန်းကျင်တစ်ခုကိုလိုအပ်ပါတယ်မိဘဆရာတွေနဲ့နှိစက်တဲ့ပတ်ဝန်းကျင်ကရှုပ်ရှဲတာအပြစ်တင်တာကဲ့ရတာတွေများလို့ရင်စိတ်မသက်မသာခံစားရပါတယ်အဲ့ဒီအခါဂျက်ကန်သူ့လိုအနှိတ်ကုတ်ခံပတ်ဝန်းကျင်တစ်ခုကိုရှာဖွေပါတယ်အဲ့ဒီနေရာကသူ့အတွက်ပို့ပြီးတော့ခံစားမှုကောင်းတယ်လို့ထင်မြင်လာပါတယ်ဒီနေရာမှာနေရတာသူ့အတွက်ပို့ပြီးတော့လုံခြုံလာပါတော့တယ်အဲ့ဒီမှာစပြီးတော့မှားတော့တာပါပဲဒါကြောင့်မိဘဆရာတွေအနေနဲ့ကလေးတွေကိုပြုစုပြောထောင်တဲ့နေရာမှာအထူးသတိပြုသင့်ကြောင်းအကြံပေးလိုပါတယ်ဒါကြောင့်ဒီအချက်တွေကိုလိုက်နာပြီးတော့သင်ကလေးကိုသူဟာတခြားသူတွေနဲ့မတူပဲသူ့ကိုယ်သူထူးခြားတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာကိုနားလည်အောင်သင်ကြားပေးနိုင်ပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်